လူပဝင်းကျင်မှာလိုက်နာတဲ့နဲ့လူကျင်ဝက်တွေဖုံးမဖြေနှစ်ခါထက်ပိုပြီးမခေါ်ပါနဲ့မိမိဖုံးဖြေဖို့ထက်အရေးကြီးလုံနေတယ်လို့မှတ်ကိုပြောချင်တဲ့အကြောင်းလေးကိုလည်းစာပို့ထားလိုက်ပေါ့ပတ်စံချီးထားရင်လည်းနဲများမစုံပြန်ပေးပါပစ္စည်းငှားထားရင်လည်းအတူတစ်ချောင်းအစဘောပင်စာအုပ်ထီးအစုံအကုန်လုံးပြန်ပေးလိုက်ပါအကယ်၍ကိုဖြောင်းမိလိုက်ရင်လည်းမူလပစ္စည်းထက်တန်ဖိုးမနှဲတဲ့ဟာကိုဝယ်ပေးပြီးတော့ sorry လို့ပြောပါကြားမဖြတ်ပါနဲ့ဘာလို့အိမ်နာတက်ကားမောင်းအစတန်းစီပါသူများမုံဝဲကြွေးတာစားရင်လည်းဈေးကြီးဆုံးဟင်းလျာစားစရာမှတ်မှာပါနဲ့ဖြစ်နိုင်ရင်ကြွေးမွေးတကားခံသူစိတ်ရိုက်မှာပါစီသူများဖြေဖို့ခတ်တွေ့စေမဲ့မိကုန်းနဲ့မမေးပါနဲ့မယူကြသေးဘူးလားလာစားဘလောက်ရလဲအစရှိသဖြင့်ပေါ့ကိုနောက်ဝင်မဲ့သူရှိရင်လည်းတကားကိုဆွဲဖွင့်ပေးထားလိုက်ပါသူတို့ဝင်လာနေရင်ပေါ့အဲ့လိုပဲကိုဝင်လာတာမြင်လို့တကားဖွင့်ပေးထားတဲ့သူကိုလည်းကျေးဇူးတင်ချောင်းပြောတငယ်ချင်းနဲ့တက်စီတူတူငှားစီရင်လေကြောက်တဲ့ငွေကိုသူရှင်းရင်လည်းနောက်တစ်ခါမဖြစ်မနေကိုရှင်းလိုက်ပေါ့သူတစ်ပါးရဲ့နိုင်ငံရေးအမြင်သဘောထားကိုလေးစားပါနိုင်ငံရေးမှာမဟုတ်ပါဘူးကိုနဲ့သဘောထားချင်းမတူတာကိုလည်းလက်ခံပေးပေါ့အရေးတကြီးမှမဟုတ်ရင်လည်းညာကြီးမို့ချုပ်ဖုံးမဆက်ပါနဲ့သူများစကားပြောနေတဲ့အချိန်မှာကြားဖြတ်မပြောနဲ့ကိုစနောက်လိုက်တာသူတစ်ပါးမကြိုက်ရင်ချက်ချင်းရက်ဆိုင်လိုက်ပါနောက်လည်းအဲ့ဒီလိုပဲတော့မှမစနောက်ပါနဲ့ကိုညီသူတိုင်းအသေးမွားလေးအစပေါ့ကျေးဇူးတင်ကြောင်းပြောပါချီကျူးစရာရှိရင်လည်းလူရှိသူရှိချီးမွမ်းပါဝေဖန်မှုကိုတော့နှစ်ကိုကြားမှာဝေဖန်ကိုပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လည်းလေးကုန်ခံပြီးဆက်မပြောပါနဲ့တော့သူစိတ်မဝင်စားတာကိုဘလို့သိနိုင်လဲဆိုရင်လည်းခက်တူဖြေပေးတာအကြည့်တွေကိုတခြားစီကိုရောက်တာကိုနဲ့တဖြည်းဖြည်းဝေးသွားတာမျိုးတွေပေါ့ဝေးအတက်ကြနဲ့ပတ်သက်ပြီးတော့လည်းဘယ်တော့မှမဝေဖန်မိပါစေနဲ့ယူသိမ့်မိုက်တယ်နဲ့လို့သာပြောလိုက်ပါဝေးနဲ့ပတ်သက်ပြီးသူတို့စပြောချင်ရင်လည်းပြောပါလိမ့်ခရီးရှိမသွားခင်မှာရေချိုးတန့်စင်မှာကိုဝေးမှာထိုင်ပြီးတဲ့သူကကျေးဇူးတင်ပါလိမ့်အရန်ပြင်းနဲ့ရေမွေးစွတ်တာမျိုးတော့ရှောင်းပေါ့ကိုနှာခေါင်းနဲ့သူ့နှာခေါင်းကလည်းမတူဘူးလေတရားရောကသူ့ရဲ့ဖုန်းကနေဓာတ်ပုံပြရင်ပြတဲ့ပုံကလွဲပြီးတော့အရှိအနောက်လှမ်းမကြည့်ပါနဲ့ဘာပုံတွေရှိနေမလဲဆိုတာကိုမပြောနိုင်ဘူးလေကိုအတီလို့ဖို့အကင်ဘက်ကလည်းဆရာဝန်သွားပြမယ်ဆိုရင်ဘာဖြစ်တာလဲဘာယောဂလဲမမင်းနဲ့အစစရရအဆင်ပြေပါစီလို့သာပြောပေါ့သူ့အချိန်နေသူပြောချင်မှပြောပါစီသူမပြောရင်လည်းကိုကလည်းအတင်းမေးရကြတော့မကောင်းဘူးလေကိုလက်အောက်ကသူတွေနဲ့ဆက်ဆံရင်လည်းကိုအထက်ကလူတွေကိုဆက်ဆံတဲ့ပုံစံနဲ့မချားဆက်ဆံပါကိုအောက်ကလူတွေကိုရိုင်းဆိုင်စွာဆက်ဆံတာအထင်ကြီးစရာမရှိဘူးလူတန်းစားမခွဲကြဘဲနဲ့တလေးတစားဆက်ဆံရင်လေသူများကလည်းကိုယ့်ကိုတတိထားမိလိမ့်မယ်တရားရောက်ကကိုယ့်ကိုစကားလာပြောတဲ့ချိန်မှာကိုကဖုန်းကိုပဲအာယုံစိုက်ပြီးတော့အကြည့်မပြတ်တာကလည်းရိုင်းနေဆိုတာထက်ဆိုးပါတယ်အကြံဉာဏ်မတောင်းရင်မပေးပါနဲ့အစီအစဉ်ဆွဲစရာဆွေးနွေးစရာတွေရှိရင်လေအဲ့ဒီအစီအစဉ်မှာမပါဘဲနဲ့အဲ့ဒီမပါတဲ့သူရဲ့ရှေ့မှာလေမဆွေးနွေးမတိုင်ပင်ပါနဲ့နှကြက်တက်ထားတဲ့သူကိုစကားတော့မပြောပါနဲ့သူများတောင်နားရေးပါရေးနေကျင်တာကိုတေးရှင်ရေးဆိုရင်တော့လေနှကြက်ကြီးကိုဆွဲဖြုတ်ပြီးသားအော်ပြောလိုက်ကိုကိုစားစရာတစ်ခုခုလာကြွေးလို့ကိုမစားကျင်တဲ့အခါမှာအစကတည်းကno thank you လို့သာယင်ကြီးညင်းလိုက်ပါစားကြည့်ပြီးမှမချုံမငင်မျက်နှာနဲ့ညင်းရင်လည်းကျွေးတဲ့သူကလည်းစိတ်မကောင်းဖြစ်တာပေါ့တရားယောဂသူတို့ကျမ်းမာရေးယောဂအခြေအနေလာပြောရင်လည်းနားသာထောင်းလိုက်ကိုယောဂအကြောင်းကိုအတင်းပြန်မပြောနဲ့ကိုတီတရားယောဂရုပ်ပိုင်းဆိုင်ရာတိတိတသာပြောင်းလဲသွားရင်လည်းအယမ်းဝသွားတယ်ပိန်ကျသွားတယ်ခေါင်းပြောင်လာတယ်စိုးစိုးဝါဝက်ချံပေါက်လာတယ်စသဖြင့်ပေါ့လေတောင်းမွေးဖမ်းနေသူမပြောလဲသူကိုယ်တန်းလည်းသိပါတယ်သူတို့လိုလာစပြောလာရင်တော့လေတမျိုးပေါ့ဗျာကိုနဲ့မဆိုင်တဲ့ဟာတွေဆိုရင်လည်းဆက်ဆက်စုစုမနေနဲ့သူများကဆိုင်ကငှားစီပြီးရင်လည်းစီအပြည့်ဖြစ်ပြီးမှပြန်ပြီးပေါ့ကိုပြုတ်စေလိုတဲ့အတိုင်းသူတစ်ပါးကိုပြုတ်ပါဆိုတဲ့စုံမစကားအတိုင်းပဲအမြဲသွားပါအယိုးရှင်ဆုံးနဲ့ထိရောက်ဆုံးသောလမ်းပါပဲလူထူထပ်တဲ့နေရာတွေမှာဆက်လက်မတော့ပါနဲ့အထူးသဖြင့်ကလေးငယ်တွေနဲ့ကိုဝင်ဆောင်တွေတွေနားမှာရှိနေရင်လည်းလုံးဝမတော့ပါနဲ့ကိုအခန်းလွဲရင်လည်းဘသူခံမဲ့ဖြစ်ဖြစ်မဝင်ခင်မှာတကားခောက်ပါနောင်သားရစရာတွေရှောင်ပြီးသားဖြစ်ပါလိမ့်အများဆုံးယင်စီးနေလဲစကားအကျယ်ကြီးဖုံးအကျယ်ကြီးပြောတာတွေမလုပ်နဲ့တချို့နိုင်ငံတွေမှာဘတ်စကားတွေယထာစီးနေတဲ့ချိန်မှာဖုံးမပြောရဥပဒေရှိပါတယ်စူပေါင်းစည်းဝေးနေကြမှာတော့မိမိဖုံးတန်ကြောင့်လည်းအနှောက်အယှက်မဖြစ်ပါစေနဲ့ကိုဖုံးမှာ miss call ဖြစ်ခဲ့ရင်လည်းပြန်ခေါ်ပေးပါသူတစ်ပါးအသက်မွေးပညာကိုလည်းအလကားလောက်ခိုင်းခြင်းကိုရှောင်ကျင်ပါသူများအချိန်ငွေချွေးတွေနဲ့ရင်းနှီးထားတာတွေကိုလည်းလေးစားလိုက်ပေါ့